အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့်စာအုပ်လေးကတော့ဆရာမကြီးခင်းနေယူရဲ့အလှည့်ကြတော့မနှွေးရပါဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ပင်စင်စားတစ်ယောက်ရဲ့ဘဝကိုဘယ်လိုရင်ဆိုင်ရမည်ဆိုတာဦးချမ်းသာအမြဲတွေးမိသည်သူဒီယခုနှစ်ထဲတွင်အသက်60ပြည့်ပြီပင်စင်စားဆိုဒီကအင်္ဂလိပ်စကားပန်ရှင်းဖြစ်သည်မြန်မာလိုအငိမ့်စားဒါပေမဲ့ပင်စင်ယူပြီးပင်စင်စားဟူသောစကားလုံးများသည်မြန်မာဝေါ်ဟာရဖြစ်၍နေပေသည်အစိုးရမှုထမ်းဘဝမှာတပြည့်ပင်စင်ရခင်လေအငိမ့်စားရပြီပဲနာမည်ကတော့အငိမ့်စားလှပအငိမ့်ချမ်းလာသည်အမှုထမ်းတိုင်းသည်အသက်60ပြည့်အငိမ့်စားရလင်တကယ်ပဲငိမ့်ချမ်းသွားပြီလားအငိမ့်စားဘဝကိုရသွားပြီလားသူဒီခဏခဏတွေ့၍သူ၏လှုပ်ဖော်ကင်ဖက်များအကြောင်းကိုလည်းတွေ့သည်ဥခဆိုရင်ရုံအုပ်ဘဝကတော်လွန်၍အတွင်းဝင်လေးဘဝကို BCS မဖြေပဲရသူဒီတုန်းကသူကဥခလက်အောက်မှာစရေးကြီးဘဝထိုခေတ်ကဖောအုပ်ထုပ်လေးကိုရှင်ဘတ်မှာကူရင်ဥခအလုပ်လုပ်တွေကိုမြင်ရသည်အတွင်းဝင်များကခေါ်လိုက်ရင်အစင်သည့်ဖြစ်အောင်ကြိုးကြိုးစားစားပြင်ဆင်နေဒီမှာဖိုင်တွဲတွေကြားမှာတကုန်းကုန်းနဲ့ဥခခါးဆက်နေဒီကိုမမြင်ရပေအစားတော့ကိုပင်အချိန်မှန်ဥခမစားနိုင်ကြာတော့လေနာယောဂထားလာသည်လေနာထက်အစာအိမ်ယောဂဆောင်နေမှန်ပြီအလုပ်လုပ်ရင်ရင်ဘတ်အောက်ဒီကိုဖောအုပ်ထုံနေခုကအလုပ်ဆက်လုပ်သည့်ဥခပင်စင်ယူပြီးတော့3နှစ်လောက်ကြာမှမိတ်ဆွေတွေကပြောကြတယ်ပင်စင်နာဆိုတာဒါပဲတဲ့အမှန်တော့ပင်စင်ကအင်္ဂလိပ်စကားအငိမ့်စားဟုအဓိပ္ပာယ်ထွက်သည်နာကမြန်မာစကားအနာယောဂကိုဆိုလိုသည်ပင်စင်ရလင်သို့မဟုတ်အငိမ့်စားယူလင်ရသောယောဂကိုဆိုလိုရင်းဖြစ်သည်အစိုးရအမှုထမ်းအဖြစ်နှစ်ပေါင်း40ပတ်ဝန်းကျင်မှာနေ့စဉ်ရုံးသက်ဝန်တစ်ခါနဲ့မိသားစုအတွက်အလုပ်လုပ်ရသည်မှာတက်တာလာသည်မဟုတ်အရွယ်ကနုပြိုဖြက်လက်နေသေးသည်သာပင်ပန်းမှမသိအချိန်ကုန်လွန်ခဲ့ရသည်ယခုအိုရှင်ရောက်လာပြီတသက်လုံးတကုတ်ကုတ်လှုပ်ခဲ့ရမြနားပါပြီအငိမ့်စားနေရပါပြီဆိုကမှဒီပင်စင်နာဆိုတာကဘလို့ဖြစ်လာရတာလဲဥခတွေမဟုတ်သူ့အသည့်စရေးတွေရုံးအုပ်ကြီးတွေအရာရှိတွေများသောအဖြစ်သက်ဆိုးမရှိပင်စင်ယူပြီးမကြခင်ကွယ်လွန်ကြသည်ဒီအကြောင်းနဲ့တွေးပြီးတော့သူမပြောပင်စင်ယူရမှာပင်ခက်ကြောက်ကြောက်ဖြစ်လာသည်အမှန်ကတော့ဗျာစိတ်ပါပဲနေ့စဉ်ကျွန်တော်တို့ရုံသက်အလုပ်လုပ်ဝင်ငွေမမှန်နဲ့အိမ်အောင်ဦးစီးပေါ့ဗျာကျွန်တော်တို့ဝင်ငွေနဲ့အိမ်အောင်ကိုကျွေးမွေးနေနိုင်တော့ဒီအိမ်အောင်ရဲ့အိမ်အောင်ဦးစီးအဖြစ်မိသားစုရဲ့လေးစားမှုကိုခံရတာပေါ့ဗျာပင်စင်ယူလိုက်တယ်ဆိုရင်ပဲကျွန်တော်တို့မှာဝင်ငွေမရှိတော့ကျွန်တော်တို့ပါတာစိတ်သက်အလိုလိုကြဒါတွေကိုဖြစ်လာတယ်အလုပ်တစ်ခုကိုမိသားစုကသူတို့ဘာသာလုပ်နေကြလုပ်တာပဲဒါပေမဲ့ကျွန်တော်တို့ ਨੇ စိတ်ချင်းအခက်မတင်တာလုပ်မိရင်အရင်ကဘာမှမဖြစ်ပေမဲ့အခုပင်စင်ယူပြီးတော့ကျွန်တော်တို့စိတ်ကိုကဒါငါ့ကိုဂလန်ကဆန်လုပ်တာပမမခန့်လုပ်တာငါငွေမရှာနိုင်တော့လို့ဆိုပြီးကိုယ့်ကိုစိတ်သက်ကြတာဗျအဲ့ဒါပင်စင်တာပဲသူ့အရင်တစ်နှစ်စောပြီးပင်စင်ယူသွားတော့ရုံးအုပ်ကြီးကိုပါဦးကပင်စင်နာကိုဒီလိုပဲအနက်အဓိပ္ပာယ်ဖွင့်ဆိုသွားသည်လူဟာအလုံးလုံးမှနေတတ်တဲ့တဘာဝလူမှရှိတယ်ဗျနေစဉ်ကျွန်တော်တို့ရုံးတက်အလုံးလုံးနေရင်နဲ့ကျွန်တော်တို့ဘဝတွေကိုဖျက်ဆီးလာရတာအချိန်ကုန်မဲ့မသိကုန်ရတာတော်ယုံတန်ယုံနေမကောင်းလဲကုန်းထားပြီးတော့ရုံးတက်အလုံးလုံးရင်ယောဂါကပျောက်သွားရရောပင်စင်ယူပြီးတော့အလုံးကနားလိုက်တော့ငူးတူတူငိုင်းတိုင်းတိုင်းကြောင်တက်တက်နဲ့ဘာလုပ်ရမှန်းမသိဘူးနေမကောင်းလဲအရာတွေကမထကျင်တော့ဘူးတခါတည်းစိတ်တက်ကျသွားတော့တာပဲအဲ့ဒါကနေပင်စင်နာဖြစ်သွားတာအငိမ့်စားအတွင်းဝင်လေဦးစိန်မောင်ကတော့တမျိုးသိပ်ပဲပြီဒီသူတို့ဘလို့ပဲပြောပြောအငိမ့်စားဆိုတော့ဘဝကိုသူနှစ်ဖူးတွေ့ဒူးတွေ့ရတော့မည်ပင်စင်နာဆိုတာတော့မဖြစ်ပါစေနဲ့သူပင်စင်ယူရမယ့်နေ့ရောက်လာပြီရုံးမတက်ရတော့နေ့ဟုတ်တော့ဟုတ်တာဟာတာတာနဲ့ဇနီးတဲ့ဒေါ်စီရင်ထမင်းခူးကျွေးဒီကိုစားပြီးဘာဆက်လုပ်ရမယ်မသိရခင်ကဆိုရင်အဝတ်စားလဲပြီးရုံးကိုထွက်သွားနေကြယခုတော့အိမ်ရှိအခန်းမှာပလက်ကလထိုင်မှာသူ့ထိုင်နေသည်သူတို့အိမ်မှာတာကြီးတယောက်ပဲအစိုးရအမှုထမ်းလာကစားလုပ်သည်တမီးနှစ်ယောက်က30ရက်ွက်ဈေးမှာအထည်ဆိုင်ဖွင့်ထားသည်ယခုအချိန်အားလုံးအိမ်မှာမရှိကြသူဒီပြင်းကြီးသလားညင်းငွေ့သလားတခုခုတော့ဖြစ်နေသည်လက်ဖက်လေးစားလိုက်ပါဦးဒေါ်စင်ရင်ကစပွဲခုံပူလေးသူ့အနာရွှေလာကလက်ဖက်ခွနဲ့
ရင်နှွေးချမ်းအုပ်ကိုတင်လိုက်သည်ပကံထဲရင်နှွေးချမ်းကိုငှက်ထဲပေးသည်သူသည်အထူးအဆန်းတစ်ဖွဲဒေါ်စင်ရင်မျက်နှာကိုမောကြည့်တကယ်လဲထူးဆန်းပါစီရုံတက်နေရစဉ်ကထမင်းစားပြီးရုံးအမိပြည့်တက်ရသည်ယခုလိုစိတ်အေးလက်အေးနားနေချင်မရကိုချမ်းသာကြည့်ရတာတခုခုဖြစ်နေတယ်လို့ပဲဘာကိုစဉ်းစားနေတာလဲသူဒီရင်နှွေးချမ်းပကံကိုမောတော့လိုက်ရင်ပြုံးလိုက်စဉ်းစားစရာဘာမှမရှိလို့သူ့စကားကြတော့ဒေါ်စင်ကြီးကရေသည်နေတိုင်းဖိုင်တွဲတွေကြားတကုတ်ကုတ်အလုရှုပ်နေရတာအခုလိုရုတ်တရက်ဘာမှမလုပ်ရပဲနားလိုက်ရတော့ကြောင်တက်တက်ဖြစ်မှာပေါ့လက်ဖက်လေးပါလေးစားတရေသမောအိတ်အငိမ့်စားဆိုတဲ့အတိုင်းအငိမ့်စားလိုက်ဒေါ်စင်ရင်ပြောဒီမှာမှန်သည်သူဒီအငိမ့်စားရတော့မည်ကိုချမ်းသာမှာဘာဘူးစရာရှိလဲပင်စင်ယူချိန်မှာကျမတို့သားသမီးတွေအလုပ်ကိုစီနဲ့ပြီးတော့ဒီအိမ်လေးကကျမတို့အပိုင်လေးရုံးအုပ်တယောက်အငိမ့်စားယူချိန်မှာကိုပိုင်အိမ်နဲ့နေနိုင်မှုဆိုတာမလွယ်ပါဘူးဟုတ်ပါတကယ်တော့ဒေါ်စင်ရင်ဒီအာတက်ဖွယ်စကားကိုစိုးတက်သူပါတကားစကားတင်စိုးတက်သူမဟုတ်သူရှာရသမျှကိုကြံတက်ဖန်တက်တော့မိမတယောက်ကိုရမ်းမှာကြောင်းဆက်မတက်တော့ပဲသူ့အမေကုံစိုးဆိုင်ကိုကိုထွက်ပေးရင်မှကိုချမ်းသာနောက်ကိုလိုက်လာသူအယောင်းဝယ်ဗီဇာငကိုကလေးကရှိသည်သူတို့တောင်အုပ်ကလာကိုရက်ွက်ကိုပြောင်းလာစဉ်ဒီမြေကွက်ပေါ်မှာတနည်းမိုးထရန်ကတဲလင်းနှစ်ပဲနေရသည်ဒီကလေးကဒေါ်စင်ရင်အိမ်ဆိုင်လေးဖွင့်သည်အထည်တွေလာပေးသည်သူရုံးကြီးဖြစ်လာတော့30ရက်ွက်စီတဲ့ဆိုင်ခဲတခန်းယူကသမီးတွေနဲ့ဈေးသူထွက်သည်သမီးတွေကို10တန်းအောင်ပြီးကြောင်းဆက်မထားသားတယောက်ကိုပဲဒီဂရီရအောင်ထားပေးသည်အခုမှသမီးကြီးကိုဆိုင်လွှဲကသူအိမ်မှာနေသည်သူဒီကလထိုင်နောက်ကိုမိလိုက်မျက်နှာချက်ကိုမောကြည့်မိမျက်နှာချက်မှာတော့ကြောက်ပြားကတ်ထားသည်ယခုအိမ်လေးဒီသူ့မိုးပြင်ထောင်ကဖြစ်နေပြီပဲကျမတခုပြောချင်တယ်ဒေါ်စင်ရင်စက်မြင့်စကားကိုသူစူးစိုက်နားထောင်နေအယောင်းဝယ်တခုခုသူ့ကိုဆက်၍လှုပ်ခိုင်းလိမ့်မည်လားခု10ရက်လောက်တော့ဘယ်သွားခြင်းလဲလဲခြင်းပတ်ချင်တာရှိရင်သွားပေါ့ပြီးတော့ကိုချမ်းသာအတွက်အကောင်းဆုံးအလုပ်တစ်ခုလုပ်စေခြင်းနဲ့ဘာလို့ဟာမလဲမဟာစီသာသနာရိပ်တာကိုတွားစေခြင်းနဲ့တလားလောက်ဥပဒနာတရားကိုအားထုတ်ဖို့ကိုချမ်းသာတသက်လုံးတကုတ်ကုတ်နဲ့တားကျွေးမှုမရကျွေးမှုရှာဖွေလိုက်ရတာပင်ပန်းခဲ့ရတာအခုမှနားရပြီလေအခုမှကိုချမ်းသာဘဝအတွက်အတုံးချရမယ့်အချိန်ရောက်လာပြီဟုတ်ပါသူဒီမိုးလင်းလူထိသူတို့မိသားစုဇက်များကပြလာခဲ့သည်ယခုတော့ဒေါ်စင်ရင်အခန်းကဏ္ဍရောက်လာပြီဒေါ်စင်ရင်ဆက်လက်ကလိမ့်မပေါ်သူဒီကျင်းနဲ့စွာခေါင်းငိမ့်ပြလိုက်၏အလုံးလုံးစင်ကဒီတရားကိုအားထုတ်ခြင်းသာခွင့်မရ၍အာမထုတ်ဖြစ်ဒေါ်စင်ရင်အကြံဉာဏ်ကိုလက်ခံလိုက်သည်ပင်စင်စားဘဝကိုဘယ်လိုရင်ဆိုင်ရမည်ကိုဒေါ်စင်ရင်ကလမ်းစဖော်ပေးလိုက်သည်ပြည်ပုံးကချလိုက်သည်မဟုတ်တော့လေဦးချမ်းသာစခန်းကတော့တခန်းရက်သွားပြီဒေါ်စင်ရင်ဆက်လက်လှုပ်ရှားမှုကိုသမီးတွေကဝေဖန်လာသည်ဒေါ်စင်ရင်သည်ရိတ်တာကိုသူကိုယ်တိုင်တော့မသွားဦးချမ်းသာကြိုက်တဲ့ဒီကိုတခုခုလောက်ကတာကြီးယုံသွားလင်ပို့ခိုင်းသည်တာကြီးကိုဖြိုးကရခင်လေးတွေထက်အိမ်မစောစောထွက်ကရိတ်တာဝင်အစားတောက်ဖို့ရိတ်တာမှတဆင့်ယုံဆက်တက်ရသည်သမီးကြီးကဈေးထွက်ဖို့အစောကြီးထွက်သွားသည်သမီးငယ်ကသူနဲ့အတူကိုကြီးချက်ပြုတ်ပြီးမှထမင်းကြိုက်နဲ့ဈေးကိုလိုက်သွားရသည်အမေကလည်းရိတ်တာကကျွေးတယ်လဲဆိုရရဲ့ကိုကြီးနဲ့အစားတောက်တွေပို့ရတာလည်းမနေဘူးမနက်စာတော်စင်ရင်အစောကြီးထား၍ချက်လင်သူ့သမီးကြီးကပြောသည်သမီးတို့မသိပါဘူးတရားအားထုတ်တဲ့ယောဂီဟာသူကြိုက်နှစ်သက်အလင်းတင်တဲ့အစားအသောက်တွေကိုလည်းစားရတယ်ဒါမှတရားတက်တယ်ရိတ်တာကကျွေးတာအများစာလေကြိုက်တာလဲပါမကြိုက်တာလဲပါသမီးများသည်ဒေါ်စင်ရင်ကိုဘာမှမပြောကြလေတော့တလားပြေခံဒီရက်များမှတော့ဒေါ်စင်ရင်လက်သမားများနဲ့အလုပ်ရှုံနေသည်သားတွေသမီးတွေကတည်ကျင်လာပြီအမေဘာလို့မလို့လဲသမီးတို့အဖေတလားကြရင်ပြန်လာမယ်လေအခုတလားပြေခံနေပြီသူ့အိတ်ခမ်းကိုချင်းစကားတက်ပေးရမယ်သူတက်တောင့်တက်တာနေရတာပေါ့သမီးနဲ့သားတွေတယောက်မျက်နှာတယောက်ကြည့်ကြသည်ကိုဖြိုးမျက်နှာကတော့ပြုံးရွှင်သွားသည်သူ့အတွက်ကောင်းကွယ်ဆိုင်လာသည်ဒေါ်စင်ရင်ကသမီးများနဲ့ချင်းရင်ဖက်အိတ်ခမ်းမှာအိတ်သည်သူကအဖေနဲ့ခေါင်းရင်ဖက်အခန်းမှာအိတ်ရသည်အဖေကဂရင်ပေါ်မှာအိတ်လင်
သူကကျမ်းပေါ်မှာအိပ်ရတော့ကြောင့်အိတ်ခါနီးမှအိပ်ရပြင်ချင်အောင်ထောင်ရသည်ငါတော့ချင်အောင်ထောင်ဖို့မလိုတော့ဘူးကိုဖြိုးကဝမ်းနာအားရပြောလိုက်၏သမီးကြီးစိုးစိုးကတစုံတရာပြောလိုဟန်နဲ့ပါဇက်ပြင်ပြီးမှဘာမှမပြောတိုးတိုးကမူဤအရေးခင်းများတွင်ဘာမှပါဝင်ဆွတ်ဖက်လိုဟန်မရှိသူကအမေကိုထမင်းကူချက်ပြီးထမင်းကြိုက်ဆွဲကဈေးသွားရတာပြောသည်အထယ်ဆိုင်မှာဝယ်ယူသူတွေနဲ့ရောင်းရဝယ်ရတာပြောသည်ဦးချမ်းသာကတလားပြီးတော့ပြန်လာသည်ညံစင်တော့နားခဲ့ရပါပြီဒါပေမဲ့ဒီတရားကစီပုတ်ကြပွေလို့မပြတ်အထုတ်ဖို့လိုတယ်ငါမှဘာအလုံးမှမရှိပဲဒီတော့နေယောဂီဆက်လုပ်ခြင်းနဲ့ဦးချမ်းသာကသူ့ဇနာကိုပြောပြ၏ဒေါ်စင်ရင်ကသဘောတူသည်နက်နက်စောစောပဲပြုံးနဲ့ထမင်းစားပြီးဦးချမ်းသာရိတ်တာကိုထွက်သွားသည်ညပိုင်း9နာရီလောက်မှအိမ်ပြန်ရောက်သည်သားကြီးကိုဖြိုးကခါတိုင်းလိုပဲထမင်းကြိုက်ဆွဲကစောစောအိမ်မှထွက်ရိတ်တာရှိအဖေစီဝင်ပို့ခဲ့ကရုံးဆက်သွားသည်ဦးချမ်းသာအဖို့ယခုမှချမ်းသာတော်သည်ကိုဖြိုးတယောက်အဖေကြောင့်သူချင်းအောင်ထောင်ရတော့အလုပ်ငိမ့်နွားဒီကိုပဲအဖေကိုကျေးဇူးတင်မိသည်တညတော့ဦးချမ်းသာကောင်းကောင်းမအိပ်ကိုဖြိုးကလည်းအိမ်မရနက်နက်မိုးလင်းတော့အဖေရိတ်တာထွက်သွားသည်အဖေကရင်ကိုချင်းအောင်မတင်၍အိပ်ရာပြင်လိုက်သည်ချင်းအောင်မှာကြပိုးတကောင်ကရင်ကိုကြည့်တော့ဘောင်ဆက်မှာကြပိုးတယ်ဒါကြောင့်အဖေညကအိမ်မပြောတာသူလည်းညကခဏခဏရားသည်ကိုတတိယသည်အမေရေအဖေကရင်မှာကြပိုးတယ်ကိုဖြိုးကအော်ကြီးဟစ်ကျဲပြောသည်ညကအဖေလည်းမအိပ်နိုင်ဘူးတားလည်းမအိပ်နိုင်ဘူးရားတယ်အဖေကဘာမှမပြောဘူးဗျာရိတ်တာထွက်သွားတာပဲဦးပုတ်ကြီးနဲ့ဘယ်ပြောကောင်းမလဲဘာကက်တီးခံရတာပေါ့ကိုဖြိုးကရုံးကပြန်မဆိုရင်အချိန်မရဘူးအမေထမင်းချက်ပြီးလှုပ်ရှင်တယ်အခုသားဈေးဘက်6လိုက်ပိုလိုကြပိုးတက်စေးတပလင်းထက်နှာခေါင်းကိုလည်းအဝေးစီးထားတယ်စေးနှံ့ကိုမခံနိုင်၍ဖြစ်တယ်အမေနှာခေါင်းမခံနိုင်ရင်တမီးလုံးပဲတိုးတိုးကပြောပေမဲ့မရတုတ်ချောင်းမှာတက်ထားတော့အဝတ်စားကိုစေးရည်တဲ့နှစ်ကကရင်ပေါင်းတွေအခင်းတွေကိုတုတ်သည်အခန်းကြီးကျမ်းပြင်ဖျော်တွေကိုပါအကုန်စေးရည်ရွှဲရွှဲတုတ်သည်ပြီးမှတနာရီလောက်အခန်းတကားပိတ်ထားလိုက်သည်ထမင်းစားပြီးတော့မှအခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုနေဘူးထုတ်လန်သည်ညဦးချမ်းသာပြန်လာ၍အိမ်လင်အနန္တမရှိအောင်ဖြစ်သည်တိုးတိုးဈေးရောက်လင်အမေဘာတွေလုပ်ဒီကိုဖောက်တယ်ကြကညီမ2ယောက်အမေအတင်ပြောကြသည်နောက်တစ်ပတ်ကျတော့အမေရဲ့စောစောစီစီကလားတယောက်နဲ့စကားပြောနေသည်ဦးချမ်းသာကရိတ်တာထွက်သွားသည်သားသမီး3ယောက်လုံးအပြင်မထွက်တဲ့အစုံရှိနေကြသည်နင်းကိုယ်တိုင်လုပ်နော်အမေကကလားကိုပြောသည်သမီးတွေကသူတို့အမေနဲ့ကလားဘာလုပ်နေဒီကိုကြည့်နေကြသည်ကလားကထမင်းချမ်းတောင်း၍သူ့လက်ထဲမှာစေးမှုန့်ထုတ်ကိုဖြည့်၍လောင်းထဲကထမင်းချမ်းနေသည်ဈေးစေးလောက်အလုံးလေးတွေလုံလိုက်သည်အမေပြတော့နေရာကိုကလားကထမင်းလုံးလေးတွေလိုက်ထားသည်အဖေအခန်းမိဖို့ကြောင့်မိဖို့အပြင်ဘက်မြေကြီးပေါ်ကကြွက်သွင်းနေတဲ့ကိုပါထည့်သည်မနက်ကျနေကိုယ်တိုင်လာကောက်ကလားကိုတော်စင်ရင်ကအမှားနေသည်နောက်နေကလားလာတော့ကြွက်10ကောင်လောက်ကိုအသေးရသည်ကြွက်တွေသူတို့အိမ်မှာတောင်းကျမ်းနေတာကြပြီအဖေအခန်းထဲကစားအုပ်စင်မှာထားတဲ့စားအုပ်တွေကိုကြွက်ကြိုက်တာမြင်တော့မှအမေကထားလို့သည်စိုးစိုးကအမေကိုဝေဖန်ချင်လာသည်အမေကလည်းကြွက်သက်စေးကလားကိုလှုပ်ခိုင်းတော့အမေငရဲမကြည့်ဘူးလေလားကြီးတာဘောဟုတော်စင်ရင်ကခက်အေးအေးပဲပြောသည်တိုးတိုးနဲ့ကိုဖြိုးကတော့သူ့အမစကားကိုစူးစိုက်နေထောင်နေသည်အမေသေးရင်ရမမင်းကြီးစီမှာအစ်စ်ခံရမှာအဖေတွေ့လို့တာပါဆိုလွတ်မယ်ထင်လို့လားအိုးအမေတယောက်တည်းအစ်စ်ခံရတာမှမဟုတ်ပဲအိမ်ရှင်မတိုင်းအစ်စ်ခံရမှာပဲစိုးစိုးအံ့အားတင်သွားသည်သူ့အမေအဖေကအစမ်းမိသားစုတစ်ခုမှာဘယ်အိမ်ရှင်မလွတ်မလဲအ ਨੇ ဆုံးပကံစေးတာတို့တန့်ရှိရအတွက်မီးဖို့စေးရင်ပဲပွဲစိတ်ကရေထဲမှာမျောပါသွားတာပဲထမင်းရင်ငှဲ့လဲအေးအောင်အိုးထဲအရင်ငှဲ့ပေမဲ့အိုးထဲမှာကန့်နေတဲ့ပွဲစိတ်မမြင်ရင်တေးရတာပဲအမေတို့ငယ်ကရင်နှွေးပူပူမြေကြီးပေါ်တွန်ပြရင်တက်တက်ဝါတွေရှောင်ကြရှားကြလို့អော်ရတယ်တေးစီလိုတဲ့စေနာမရှိကြောင်ပြတဲ့အနေပေါ့အိမ်တန်ရှင်အောင်အိမ်သားတွေတောင်းတတာနေရအောင်လုပ်ရတာအိမ်ရှင်မတိုင်းလိုမလုံးမဖြစ်လုပ်နေရတာပဲကိုလင်ကိုသားစားဖို့ငါအရှင်လက်လက်ထုခိုင်းရတာလဲဒီအိမ်ရှင်မပဲအမေကစကားဖြစ်ပြောတာပါတနင်္လာတော့အမေလဲငါအရှင်တွေကိုဝယ်လဲမဝယ်ဘူးထုလဲမထုခိုင်းဘူးစိုးစိုးကရေလိုက်သည်အမေကစကားလွှဲပြောတယ်ရမမင်းကြီးကမေးရင်ဘာပြောမလဲသားတွေသမီးတွေနဲ့
လင်းအတွက်လောက်ရတာပါဆိုပေမဲ့အမေကိုသာအပြစ်ပေးမှာပေါ့။အိုးဒါကတော့ယမမင်းကြီးစီမှာလဲအိမ်ရှင်မရှိမှာပဲ။ယမမင်းကြီးရဲ့အိမ်ရှင်မကိုမေးကြည့်လို့ပြောရမှာပဲ။တားရီသမီးတွေကရဲလိုက်သည်။ဒီလိုပါ။ဆူကအမေအတွက်ဆိုရင်လိုပါ။အဖေမှာတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေအားထုတ်လို့ကုသိုလ်တွေရလို့အမေကတော့ဂျဘိုးတက်ကြွက်တက်ချင်းတက်ရနဲ့အကုသိုလ်တွေဒီတစ်ခါဆူကအိမ်တွေရရမျက်နှာဘေးတည်တည်နဲ့ပြောနေသည်ဒေါ်စင်ရင်ကလည်းခက်အေးမျက်နှာနေပင်စကားစားသည်သူဒေါ်ရဖြစ်ပုံမရမဲဘက်သားလိုနှမ်းတွေလှမ်းရင်ပိုးကောင်တွေထွက်လာတာကိုကြီးတွေကောက်စားကြတာမြင်တာနဲ့တံဝေကရပြီးတော့တောထွက်နိုင်ရင်တော့ကောင်းတာပေါ့မိသားစုအတွက်မလုံးမဖြစ်လောက်ရတဲ့အိမ်ရှင်မတွေရဲ့စေနာကိုတော့ရမမေနားလည်မှာပါသမီးကအမေလောက်တာတွေမြင်တော့ကုသိုလ်အကုသိုလ်တွေပြောလာလို့အမေကပြောရအောင်မယ်အမေအေးစစ်စစ်စကားဆလာ၍မောင်နှမ3ယောက်ငြိမ်ကြသွားသည်ဒီပြင်းအောင်အိမ်မဆောက်ခင်ကဒီနေရာမှာတဲလေးမြေခွက်လေးရလာနဲ့ပြောင်းလာတာအစကအမေတို့အိမ်ခန်းကြီးလေးမှာငှားနေရတိုင်းထရန်ကတဏိမူပါအဖေကဟိုခေတ်ကကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာစရေးလိုင်းစင်ခစ်ပေါ့နောက်မှရုံးအုပ်ဖြစ်လာတာအခုလိုပြင်းအောင်အိမ်နဲ့ဈေးထဲမှာဆိုင်တစ်ခုထူထောင်နိုင်အောင်သမီးတို့အဖေလုပ်ခဲ့ရတာတမအာဇီဝကြီးပဲလို့မထင်နဲ့အဖေအရင်ရအောင်လုပ်ပေးလို့အမေကအိမ်ဆိုင်လေးဖွင့်အဖေအဒီကုန်တွေစီကရတဲ့အထက်အကျွေးယူရောင်းပြီးတော့ပြန်ဆက်နဲ့ဟိုခေတ်ကလိုင်စင်ခင်မှာအဖေအလုပ်ကကုန်တွေနဲ့ဆက်သွယ်နေရတာလေတရားတစ်ဖြေလဲပါတယ်မတရားတစ်ဖြေလဲပါမှာပေါ့စိုးခိုးတိုက်ခိုက်ကျွေးတာမျိုးမဆိုလိုပါဘူးအလုပ်လုပ်ပေးလို့ပြီးတာဆိုပေမဲ့လက်တဘောပါတာပေါ့ဒီလိုလှုပ်လာရတဲ့အဖေကိုယမမင်းကြီးစစ်မှာတော့သမီးတို့ကထဲ့မတွေ့ဘူးလားတို့ကိုနှစ်ပေါင်း40နီးအလုပ်ထဲမှာတမအာဇီဝရောတမအာဇီဝမဖြစ်တာရောကျုံယုံပြီးတော့လှုပ်လာခဲ့ရတဲ့သမီးတို့ဖေအတွက်အခုချိန်မှာအေးချမ်းအနားယူနိုင်ဖို့အမေလုပ်ပြီးတဲ့အခါမှာလည်းကုသိုလ်လည်းပါပေါ့အကုသိုလ်လည်းပါမှာပေါ့အကုသိုလ်မဖြစ်အောင်တော့စူးစမ်းရှောင်ပါလေတခုတည်းရှိတယ်လေသမီးတို့ဖေကငါပင်စင်ယူပြီးရင်အေးစစ်စစ်ဖဲရိုက်အောင်မယ်ဆိုဖဲဝိုင်းထိုင်ရင်အမေဘာတတ်နိုင်မလဲအိမ်မှာအင်ဒရီရပလင်းမော့ချင်နေဆိုရင်အမေအမီးကြော်ပေးရတော့မယ်ခုလိုတရားထိုင်တာပဲကျေးဇူးတင်ရအောင်မယ်ဒါပေမဲ့အဖေရှာကျွေးစင်ကထိုင်စားလာခဲ့ရပြီသမီးတို့မပူမပင်နေရတာအဖေအလုပ်လုပ်ခဲ့လို့ပဲအမေလည်းတစ်ဖက်ကရှာပါတယ်လို့လည်းဆိုနိုင်ပါလေအခုတော့လုံလုံလျားလျားအဖေအနားယူပြီးသူကုသိုလ်ပဲရှာရတော့မယ်သူအေးလူကုသိုလ်ယူနိုင်အောင်အမေတောင်းဝန်ယူတဲ့အမေအချိန်အမေအပိုင်းကိုရောက်တဲ့အခါအလှည့်ကြတော့မနှွဲ့ရဘူးဖို့သမီးသားကျွေးမှုမရကျွေးမှုအတွက်ဒုက္ခများယမမင်းကြီးကိုတောင်တတိမရဘဲနဲ့အနှစ်40လုံးလုံးလှုပ်လာခဲ့ရတာအမေအလှည့်ကြမှာယမမင်းကြီးကြောက်ပြီးတော့ကိုလို့ယုံပြရင်တရားပါမလားဆိုဒီပါဇက်အဟောင်းသားနဲ့ဘာပြောရမှန်းမသိတော့ပေခင်းနှင်းယူကလျာမဂဇင်းဇွန်လ1993ခုလိုဝိထုလေးကိုအဆုံးလေးနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုတင်ဆက်မှုကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်စာဖတ်မိတ်ဆွေများအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေ